ရင်ကောင်နေမျက်နှာပေါ်ရှောက်သွားနေပြီမက်တယောင်ခေါင်းကိုက်ပြီးနိုးလာလေအစကတော့အရက်တောင်များပြီးခေါင်းကိုက်တယ်လို့ပဲထင်နေခဲ့တာအဲ့ဒီအချိန်မှာအနံဆိုးတစ်ခုရလို့ကြည့်လိုက်တော့ရင်ကောင်အုံနေတဲ့ကြွက်တွေကောင်တွေ့လိုက်ရတယ်လန့်ဖလာပြီးထထိုင်လိုက်တဲ့အခါအရန်ထူးဆန်းတဲ့အခန်းတစ်ခုထဲရောက်နေမှတိလိုက်ရတယ်အခန်းထဲမှာလော်ကာတစ်ခုနဲ့မျက်နှာချက်ကမီးလုံးကလွှဲရင်ဘာမှမရှိပါဘူးတန်တကားကြီးကိုကြည့်ရတာဒါဟာဘန်တိုက်တစ်ခုလိုဖြစ်နေတယ်မက်ကဖွင့်ဖို့စူးစမ်းပေမဲ့လက်ကင်ကမရွေ့ပါဘူးသူ့တငယ်ချင်းတွေနောက်ပြောင်းတာလားဆိုပြီးတကားကိုထူပြီးအော်ဟစ်အကူကြီးတောင်းတယ်ဒါပေမဲ့ဘယ်သူမှပြန်မဖြေပါဘူးဖုံးဆက်ဖို့စူးစမ်းပြန်တော့လေလိုင်းကမမိပြန်ဘူးလော်ကာကိုဖွင့်ဖို့စူးစမ်းပေမဲ့တော့ခတ်ထားပြီးအထဲမှာဘာရှိလဲမမြင်ရပါဘူးလော်ကာကိုအနံ့ခံကြည့်ပြန်တော့လေရင်ကောင်တွေကသူ့ကိုအနှောက်ယှက်ပြီးနေပြန်တယ်လုံခြုံရေးကင်မရာတွေလိုက်ရှာပြီးမဲ့ဘာမှရှာမတွေ့ပါဘူးမကြခင်လာမကဲချင်းအခန်းထဲမှာပဲရှူးပေါက်ချလိုက်မယ်လို့ချင်းထောက်တယ်ဘယ်သူမှပြန်မဖြေတဲ့အဆုံးသူ့ကိုဖမ်းထားတဲ့သူတွေကိုဆဲဆူရင်းနေရန်ပေါင်ရှူးပေါက်ချလိုက်တယ်နောက်ထပ်နိုင်အနှဲငယ်ကြားတဲ့အထိမက်ကထိုင်ရင်ဘယ်လိုလုပ်ဒီရောက်နေလဲဆိုတာစဉ်းစားနေခဲ့တယ်မကြခင်လာမကဲရင်ကြားမြင်ပေါ်မှာအငြင်းကြီးစွန့်ရလိမ့်မယ်ဘိုက်စာအေးစာဖြစ်လာပြီးအလုပ်ပြတ်မှာဆိုလို့သူ့တထေးစီဖုံးဆက်ချင်လာတယ်တကားကိုထူရိုက်ခါးပတ်ဖြူပြီးရိုက်ပြီးမဲ့အလကားပါပဲမိနစ်အတော်ကြာညင်းညူပြီးနောက်လောကကိုကန်ကြောက်ပြီးမဲ့ဘာမှဖြစ်မလာဘူးလောကပေါ်တက်ရက်ပြီးလွှတ်ပေဖို့အော်ပြောပြီးမဲ့အချီးနီးပါပဲနောက်တနေ့ရောက်တော့ကြွက်သေးကောင်ပေါ်မှာလောက်တီတန်တွားနေပြီမက်ကကြမ်းပြင်ပေါ်မှာပဲအိပ်ပျော်သွားပြီးပြန်နိုးလာတဲ့အချိန်ထိဘာမှပြောင်းလဲမသွားပါဘူးဖုံးကိုစစ်ကြည့်ရင်လွတ်ကြတော့ဖုံးကကွေးသွားတယ်လိုင်းမမိတဲ့အသက်ဘာမှလည်းသုံးစားမရတော့ပါဘူးရေရမ်းစာလာတော့မက်ကဖက်နှက်ထဲရှူးပေါက်ထည့်ပြီးရေရရအောင်တောက်လိုက်ရတယ်အရသာကယွန်းစရာကောင်းပေမဲ့ဘီယာလို့တပိုထားပြီးတောက်လိုက်တာပေါ့ပြီးတော့စူနေတဲ့ဖက်နှက်ကိုပြန်စီးပြီးတကားနာကကြွက်သေးကောင်ကိုကန်ထုတ်လိုက်တယ်အဲ့ဒီနောက်မီးလုံးကိုရိုက်ခွဲလိုက်တဲ့အခါအထဲမှာတခုခုရှိနေတာတွေ့လိုက်ရတယ်ထပ်ရိုက်ချလိုက်တော့တော့တစ်ချောင်းကျလာတယ်ကြောက်ကြောက်လန့်လန့်နဲ့ပဲလော့ကာကိုဖွင့်ကြည့်လိုက်တော့တန်းငွေအိုနှလုံးနဲ့ကိရိယာတချို့တွေ့ရတယ်ပထမဆုံးတူနဲ့စောက်ကိုတုံပြီးတကားကိုထုကြည့်တယ်စေးသားကြီးပဲပြတ်သွားပြီးတန်တကားကမပွင့်ပါဘူးနောက်တော့တန်းငွေအိုဒီကိုကိရိယာတွေနဲ့ခက်ခဲဖွင့်ရတယ်သူကသုံးပုံသုံးနည်းမကျွမ်းကျင်ပေမဲ့နောက်ဆုံးတော့ဂေးစောဆက်တစ်ခုဘလိုတော့ချ်တစ်ခုရလာတယ်မင်းနဲ့ချက်ကမီးတနီဖြန်းကောင်းကိုမီးနဲ့မှုန့်ကြည့်တယ်ဘာမှဖြစ်မလာပါဘူးအဲ့နောက်တကားကိုမီးနဲ့မှုန့်ပြန်တယ်တန်တကားမှာမီးလောင်ရပဲဖြစ်သွားပြီးပွင့်မလာပါဘူးမီးလောင်ရနေရာကိုတူနဲ့ထပ်ထူတိပြီးမဲ့အလကားပါပဲဒေါသထွက်ပြီးလောကကိုကြိုက်ပေါက်လက်လန်းမိတဲ့မြပစ္စည်းတွေကိုရိုက်ခွဲပြလိုက်တယ်ကိုရေးတဲ့ဒီဖြုံးတီးမိမှန်တတိယမှာရက်တန့်လိုက်ပါတော့တယ်သူ့ကိုတဖြည်းဖြည်းချင်းတေသွားတာကိုတမင်ထိုင်ကြည့်ခြင်းလို့လှုပ်ထားတာလို့ကောက်ချက်ချလိုက်တယ်အဲ့ဒီအချိန်မှာနေရန်မှာအပေါက်တစ်ခုတွေ့သွားပြီးကိရိယာဒီနဲ့အပေါက်ချဲ့ဖို့ဆုံးဖြတ်တယ်ဖုံးလေးမျိုးလုံးနဲ့ဝင်းလီသူ့ပိုဒေါသထွက်လေလက်စားကြည့်ခြင်းစိတ်ပိုပြင်းထန်လေးပါပဲလက်ကိုတူနဲ့ထုမိတာတော့မညက်ပဲဆက်လုံနေခဲ့တယ်နောက်ဆုံးမော်လုံးလို့အသက်ရှူချက်လာပြီးတန်းငွေအိုးကိုရှူမိရတဲ့နီတတိလစ်သွားတယ်ကန်ကောင်းလို့ပြန်နိုးလာပြီးမတော်တဲ့ဆက်မှုthứcခင်အိုးကိုပိတ်နိုင်ခဲ့တယ်ပြီးတော့ကြွက်သေးပေါင်ကလောက်ဒီကိုယူစားပြီး organic အစာတွေပါပါတယ်လို့ခနဲ့တက်ပြောလိုက်သေးတယ်အရသာဆိုးရွားပြီးမြင်နိုင်တယ်လက်စားပစ်လိုက်တယ်နောက်ဆုံးဖနက်ထဲရှူးချပေါက်ပြီးတောက်ပြန်တယ်ဒီတခါတော့အန်ဂျင်တို့တောင်ဖြစ်သွားတယ်နေရန်ကိုဆက်တူရင်တန်ချောင်းတွေခန့်ထားတာတွေ့လိုက်ရတယ်ကဲစော်ဆက်ကိုယူရေမောင်းရင်းနဲ့တန်ချောင်းတွေကိုဖျက်ပစ်လိုက်တယ်နေရန်လက်လောင်ရောက်ပြီးထင်ပြီးမကြခင်ထွက်ရတော့မယ်လို့ကြွေးကြော်လိုက်တယ်လောကပေါ်မှာအိပ်ပျော်တော်ပြီးရင်းကောင်းတွေကြောင့်ပြန်နိုးလာပြန်တယ်အပေါက်ကိုဆက်တူရင်တစ်ဖက်ခန်းကိုရောက်ဖို့ကြိုးစားပါတော့တယ်တစ်ဖက်ကဘယ်သူမှပြန်မဖြေလို့ကိုလုံးဝင်ဆက်နေတဲ့အထိအပေါက်ကိုချဲ့လိုက်တယ်အခက်ခဲပြီးကြဟိုဘက်ခန်းရောက်သွားတော့သူ့အခန်းလိုပဲနောက်ထပ်ဘန်ဒက်တစ်ခုဖြစ်နေတာတွေ့လိုက်ရတယ်တကားကဖွင့်မရတော့ဒေါတကြီးထူရိုက်ပြန်တယ်ပြန်လှည့်ကြည့်တော့မီးအိမ်ပြက်တစ်ခုခေါင်းတလာတစ်ခုနဲ့မင်းနဲ့ချက်ကဆွဲကြိုးတစ်ကြောင်တွေ့လိုက်ရတယ်ဆွဲကြိုးကိုဆွဲလိုက်တော့မီးလင်းလာတယ်ခေါင်းတလာထဲဘာရှိမှန်းမသိလို့စောက်ယူပြီးကကွယ်ဖို့ပြင်လိုက်တယ်ခေါင်းတလာကိုဖွင့်ကြည့်တော့အမျိုးသမီးကယောက်အိပ်ပျော်နေတာတွေ့လိုက်ရတယ်လက်နဲ့တို့ကြည့်တော့ဘာမှမသိပေမဲ့ခဏနေတော့အော်ဟစ်ပြီးနိုးလာတယ်အမျိုးသမီးကမက်သူ့ကိုရန်ပြုတ်မယ်ထင်ပြီးနားမလဲတဲ့ဘာသာစကားနဲ့ပြောကားတကားစီပြေးသွားတယ်တကားကဖွင့်မရတော့အမျိုးသမီးကနေရန်အပေါက်ကနေဟိုဘက်ခန်းကူးသွားတယ်မက်ကလိုက်သွားပြီးအစိမ်ပြေးပါတယ်လို့ပြောတော့အမျိုးသမီးကပိုအော်ဟစ်နေလို့ဒီဘက်မှာပဲနေခဲ့လိုက်တယ်အစိမ်ပြေးပါတယ်လို့ပြောရတာရဲစရာကောင်းနေမှန်းသိပြီးတယောက်တည်းရဲမောနေမိတယ်အမျိုးသမီးကကြွက်သေးကောင်းနဲ့ပြေးပေါက်လိုက်မှအတန်တိုက်သွားတယ်မက်ကမီးပိတ်ပြီးခေါင်းတလားတဲ့ဝင်အိတ်လိုက်တယ်အမျိုးသမီးကတော့အခန်းတောင်မှာရှူးပေါက်လိုက်တယ်နောက်တနေ့မှာအမျိုးသမီးကစောက်ကိုကင်ပြီးမက်နိုးလာတဲ့အထိလာထိုးနိုးတယ်ပိတ်မီနေတော့မဲဆိုတာသိတော့မက်ကပြန်အိတ်ဖို့လုပ်တယ်အမျိုးသမီးကမီးတွေဖွင့်စောက်ကိုပေးပြီးနောက်ထပ်အပေါက်ဖောက်ဖို့တူပါပေးလိုက်တယ်မက်ကအမျိုးသမီးစောက်ကင်ထားတဲ့အချိန်သူကသူနဲ့ထုဖို့လုပ်တယ်ဒါပေမဲ့အမျိုးသမီးကလက်ထိမှကြောက်လို့ရှောင်းနေတယ်အဲ့ဒါနဲ့မက်ကစောက်ကင်ပြီးအမျိုးသမီးကိုတူထုခိုင်းလိုက်တယ်အမျိုးသမီးကအားမရှိတော့နေရန်မှာချေရတော့မထင်ပါဘူးဒါနဲ့မက်ပဲအကုန်ပြန်လောက်ရလို့တာပေါ့သူနားတဲ့အချိန်အမျိုးသမီးကဝင်ကူလုပ်ပေမဲ့လက်ပဲထိကြိုက်သွားတယ်မက်ကဘသူဖမ်းထားလဲစဉ်းလာရင်အမျိုးသမီးကိုကြည့်ကစိတ်ဝင်စားလာတယ်ရုတ်တရက်
အမျိုးသမီးကဟိုဘက်ခန်းပြေးသွားရှူးသွားပေါက်တော့မက်ကနောက်ကလိုက်သွားတယ်အမျိုးသမီးကသူ့ကိုစော်ကားမယ်ထင်ပြီးဖန်ကွဲစနဲ့ခုခံဖို့လုပ်တယ်မက်ကဖက်နှက်တစ်ဖက်ဖြစ်ပေးပြီးရေတောက်လို့ရအောင်ဖက်နှက်သေးရှူးပေါက်ပေးဖို့တောင်းဆိုတယ်အစောကညင်းပေမဲ့မက်အော်ငေါက်လိုက်မှလက်ခံလိုက်တယ်မက်ကိုတစ်ဖက်လှည့်ခိုင်းပြီးရှူးပေါက်ပေးကဖက်နှက်ကိုပြန်ပေးတယ်မက်ကတောက်ပြီးတော့အမျိုးသမီးပါရေရအောင်နည်းနည်းခြံပေးလိုက်တယ်လောက်တွေကိုစားပြီးအမျိုးသမီးကိုကြွေးပေမဲ့သူကညင်းပါတယ် မက်ကကျွတ်သေးကိုစားဖို့ကြံစီတော့အမျိုးသမီးကဖျားကုန်လိမ့်မယ်ဆိုပြီးတားလိုက်တယ်နောက်ပိုင်းမက်အလုပ်လုပ်နေတော့အမျိုးသမီးကအာဖရိကကသူ့ဘဝအကြောင်းပြောပြပြီးငိုရှာတယ်သူ့ကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်မက်ကတချင်းဆိုပြတယ်အတန်ကစိုးပြီးမဲ့အမျိုးသမီးကရေမောပါတယ်အမျိုးသမီးကလည်းသူ့ရိုးရပချင်းတစ်ပုဒ်ကိုအတန်ချိုချိုလေးနဲ့ပြန်ဆိုပြတယ်နညာကိုစီးကြမြည်ထုရိုက်ပဲမက်လည်းအဲ့ဒီစီးချက်အတိုင်းလိုက်တူတယ်အရှင်ကောင်းနေတော့မက်လက်ကိုထုမိပြီးတွေးထသွားတယ်အမျိုးသမီးကသူ့ဦးထုတ်ကအဝတ်ကိုဖျဲပြီးပတ်တီးစီးပေးရှာတယ်မက်ကလက်နာသွားတော့စောက်ပဲကင်နေတော့အမျိုးသမီးကိုတူထုခံရတယ်နေကွေးပေမဲ့ဒမတော်ဆော့မက်လက်ကိုထုမိပြန်တယ်ရပါတယ်ဆိုပြီးမက်ကဆက်လုပ်ခိုင်းတယ်ရုတ်တရက်တကားလက်ကင်လှုံလာတယ်တွားဖွင့်ကြည့်ပေမဲ့မပွင့်မဖော်မက်ကတကားကိုထိုးပိတ်အကူအညီတောင်းပေးမဲ့မရတော့အမျိုးသမီးကငိုရှာတယ်လက်မလျှော့ပဲနေရန်ကိုပြန်တူးကြတယ်တကားလက်ကင်ကထက်လို့ပြန်တယ်မက်ကဒါထောင်ချောက်ပဲဂယုမဆိုင်နဲ့တော့လူပေါ်လိုက်တယ်သူတို့ပိုလှုပ်လေလက်ကင်ကပိုလှုပ်လေပဲသူတို့နောက်လိုက်လိုက်မှရက်သွားတယ်ဒါကိုသတိထားမိတော့နှစ်ယောက်သားတကားကိုကြောင်းပေးပြီးရှောက်သွားကြတယ်ဒီတစ်ခါတော့တကားပွင့်သွားကြပြီးနောက်တစ်ခန်းကိုရောက်သွားကြတယ် အဲ့ဒီမှာအုတ်ကူတစ်ခုစာမပါတဲ့ဂူမတိုင်းအနီတစ်ခုနဲ့ပြုတ်ကျနေတဲ့မီးဆိုင်တစ်ခုတွေ့လိုက်ရတယ်။အုတ်ကူထဲဘာမှမရှိတော့သူတို့တော့ပဲဖြစ်မယ်လို့ယူဆလိုက်တယ်။အုတ်ကူထဲကနေစစ်တူးဖို့ဆုံးဖြတ်ပြီးအမျိုးသမီးကကြောပေးတဲ့နီးနာအလုတ်ဖြစ်ပါစေလို့ဆူထောင်းနေတယ်။ဒါပေမဲ့တူးနေတော့မှတကားကမပွင့်လာပါဘူး။နာလီအတော်ကြတော့မက်လဲကြတော့တယ်။ဒေါသထွက်ပြီးဖမ်းထားတဲ့သူတွေကိုဆဲဆိုကသူ့ကိုအမျိုးသမီးကိုစောက်စီခြင်းတွေကလားလို့အော်မိတယ်။အမျိုးသမီးကသူတေတော့မယ်ထင်နေပေမဲ့မက်ကဘယ်တော့မှအဲ့ဒီလိုမလုပ်ဘူးလို့ကတိပေးတယ်။အမျိုးသမီးကမက်ကိုအတင်းဆွဲသူပေါ့ရိုက်ပြီးစစ်လုပ်ဖို့တိုက်တွန်းတယ်။မက်ကမထနိုင်တော့လို့အမျိုးသမီးကသူ့ကိုကန့်ကြောက်လက်ကိုဆွဲပြီးအပေါက်အကွင်ဘတ်တွန်းထုတ်လိုက်တယ်။ဒီတစ်ခါအမျိုးသမီးအလဲပေါ့ ဒါပေမဲ့သူကဘုရားသခင်ကိုပဲအော်ဟဲ့အဖြစ်တင်တော်တယ်ပြီးတော့သူ့မျက်ရည်တွေကိုမက်ပါဇက်ထဲထည့်ပြီးရေဓာတ်ဖြည့်ပေးတယ်ညှော်လင်းချက်မဲ့လာတော့မက်အဝတ်စားတွေကိုချွတ်ပြီးနှစ်ယောက်သားအတူနေလိုက်ကြတယ်တရေနှိပ်ပြီးနိုးလာတော့မက်ဘေးမှာရင်းကောင်းတွေအချာအမျိုးသမီးရှိနေတာတွေ့လိုက်ရတယ်ခေါင်းတလာတဲ့ကအဝတ်စားတွေကိုယူပြီးအမျိုးသမီးကိုစောင်းလို့ခြုံပေးကပြန်အိတ်လိုက်တယ်ခဏကြာတော့တကားလက်ကောင်လဲလာပြီးမက်ကအမျိုးသမီးကိုနှိုးလိုက်တယ်နှစ်ယောက်လုံးအားနေနေပြီမဲ့တယောက်ကိုတယောက်တွဲပြီးတကားကိုကြောပြေးကရှောက်သွားလိုက်ကြတယ်တကားပွေသွားလို့လှစ်ချိလိုက်တဲ့အခါသူတို့ပရာတိထုဘုံကိုရောက်သွားမှန်းသိလိုက်ရတယ်တကယ်တော့သူတို့ဟာအာရန်နဲ့အေးဝါဖြစ်ကြပြီးပျော်ရွှင်မှုရဖို့အခုလိုပူးပေါင်းဆောင်ရွက်မှုတွေနဲ့တင်ယူခဲ့ရတာဖြစ်ပါတယ်